အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးမှာကတော့ဆရာခတ်စော်ရေးသားထားတဲ့ပြိုင်ပိတ်ဆိုတဲ့ဝတ္ထုဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဝတ္ထုလေးကိုဖတ်မပြခင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတော့ဘေးနား notification ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ကြဖို့မေတ္တာရက်ခံပေးရစေခင်ဗျာဟိုးနေ့ညကိစ္စကျွန်တော်တောင်းပန်ပါတယ်ကိုအောင်နိုင်ထွေးကောင်းမြတ်ကအိဖြူကိုတလဲအောင်နိုင်ထွေးကိုတလဲကြည့်ရင်ပြောလိုက်သည်ရပါတယ်ဗျာမူးလို့ဖြစ်တာပဲကျွန်တော်စိတ်ထဲဘာမှမရှိဘူးရတယ်ကျွန်တော်ကကိုကောင်းမြတ်ကိုအကူအညီတောင်းနေတာကျွန်တော်မရှိတဲ့ချိန်ဒီကခမရတငယ်ချင်းကိုစောင့်ရှောက်ပေးထားပါလို့အောင်နိုင်ထွေးကအိဖြူကြီးကောင်းကိုခပ်ဖွားဖွားပုတ်ခါပြောလိုက်ဟိုမှာကျွန်တော်မိဘတွေကိုလည်းနှုတ်ဆက်ရအောင်မမို့ခွင့်ပြုပါအောင်အိဖြူကိုမိဘတွေနဲ့မိတ်ဆက်ပေးမလို့လားအောင်နိုင်ထွေးကအိဖြူကြီးလက်ကိုဆွဲကခေါ်သွားသည်ကောင်းမြတ်တယောက်အလိုက်တီစွာရက်ကြံပေးခဲ့ရ၏အပြန်လန်းတွင်ကောင်းမြတ်ကားပေါ်၌အိဖြူကစကားတစ်လုံးမှမပြောလွမ်းရိပ်ဝေသောမျက်ဝန်းများဖြင့်ကားပြတင်းမှတဆင့်ကောင်းကင်ကိုငေ့ကြည့်နေ၏အိဖြူထောက်ကြံရောက်ရင်နေကြိုက်တဲ့ခါလာကြီးထမင်းဆိုင်မှာဝင်းစားကြမလားငါဘာမှမစားချင်ပါဘူးဟာကောင်းမြတ်ကကားမောင်းနေမှတပြင်းချလိုက်သည်ဘကုတ်အထီဆိုနင်ဘိုက်စာနေမှာပေါ့အိဖြူစီမှဘာစကလုံးမှထတ်ထွက်မလားတစ်ချက်ပင်းသက်ရှိုက်တယ်မှအပ3ရက်3ဘက်3လ3နှစ်အချိန်သည်အရာရာကိုတိုက်စားခဲ့ပြီကောင်းမြတ်၏အဖွားဖြစ်သူပိုင်ဆိုင်သောဆက်လက်ခုံမှဆေးဘောလိပ်အသစ်တစ်မျိုးထပ်မံထုတ်လုပ်လိုက်ပြီးဖြန့်ချီရေးကိုကောင်းမြတ်ကတာဝန်ယူလုပ်ကိုင်ရသည်တစ်ဖက်ကလည်းတန်းနှင့်အားကစားလက်ရွေးစဉ်ဖြစ်ရန်ပြည်တွင်းပွဲစဉ်များတွင်ဆက်လက်ကြိုးစားနေစေအိဖြူကကုံသွယ်လေယာဝင်ကြီးဌာန၏လက်ရွေးစဉ်ပြည်ခုံပြည့်အားကစားသမားဖြစ်လာသည်တစ်ဆက်တည်းတွင်ကုံသွယ်လေယာဝင်ကြီးဌာန၏အရာရှိအဖြစ်ဝင်ရောက်လုပ်ကိုင်သည်ကာတောင်းစစ်လိတ်ခုံ၏ဖြန့်ချီရုံးခန်းမှဖုံးမြည်တန်းကောင်းမြတ်ကအားကစားဂျာနယ်ကိုဖတ်နေရမှဖုံးကိုထကင်လိုက်သည်ကောင်းမြတ်ငါပါအိဖြူငါနင့်ကိုတတိယနေတာအိဖြူရဲ့ဟုပြောချင်တော့လေကောင်းမြတ်စိတ်ထဲမှပင်ပြောလိုက်ရ၏အေးအိဖြူပြောငါစိတ်ညစ်လို့ဟာအဲ့ဒါနင့်ကိုလည်းရင်ဖွင့်စရာရှိတယ်နင်လားပေးမလားဘဲတော့လေအခုလားအေးအခုလာလေရတယ်ငါရုံးအောင်ခွင့်ယူထားတယ်နင်အခုဘာမှလဲငါအခုအိမ်မှာပဲနင်လားခေါ်မလားအေးအခုထွက်လာပြီကောင်းမြတ်လေတစ်ချက်ရွှေကနေခြုံပြီးကားတော့ကိုဆွဲကထွက်လာလိုက်သည်အနောက်တော့ဗန်မောင်းဟာအိဖြူကစပင်ကိုနောက်လန်စီထားပြီးတီရှပ်အဖြူအောင်နဲ့အားကစားပေါင်းမီရှေကိုဝတ်ထားသည်မိတ်ကပ်တနခါဘာမှလိမ့်ချင်မထားတော့လေလမ်းဆန်းနေသည့်ပါးပြင်ပေါ်တွင်သွေးကြောစိမ့်ကလေးတချို့ရှက်ဖြာနေသည်အားကစားသမားမှုခန္ဓာကိုယ်ကောက်ကြောင်းကလည်းပေါ်လွင်နေ၏အထက်တန်းကျောင်းသူလေးဘွားမှယခု10နှစ်နီးပါးကာလအထိကောင်းမြတ်အရေးတကြီးဖြင့်မျက်နှိုးခဲ့ရသောပန်းပင်ကလေးသည်အခက်အလက်တို့ဖြင့်ဝေစာပြည့်စုံလွန်နေသည်အနှဲငယ်ငိုထားသည့်ပုံဖြင့်မျက်လုံးအစုံမှဖောင်းအဲဖြစ်နေသည်မှလွဲ၍အိဖြူ၏အလှသည်ဆွဲဆောင်မှုအပြည့်ဖြစ်နေစေထူးထူးခြားခြားကောင်းမြတ်ဘေးတွင်မထိုင်ပဲနောက်ခန်းတွင်ထိုင်းလိုက်လာသောအိဖြူကိုကားနောက်ကြည့်မှန်ထဲမှကောင်းမြတ်ကတစ်ချက်ခိုးကြည့်လိုက်သည်အနောက်တော့ဟုတ်ပြီဘယ်သွားရမှာလဲရွှေကူကြီးလားမဟာစေရီလားရွှေတာလျောင်းလားထမ်းရည်ဆိုင်ဟင်ဟုတ်တယ်ငါစိတ်ညစ်နေတယ်ထမ်းရည်တောက်ချင်နေတယ်ကောင်းမြတ်နင်းကတောက်တက်လို့လားဘကိုးသူပဲဟာထမ်းရည်နဲ့ကင်းမလားနင်းတောက်တာငါမှတစ်ခါမှမမြင်ဘူးလားဟဲ့ငါတို့မိန်းကလေးတငယ်ချင်းတွေပဲစုတောက်တာပေါ့နင်းကိုခေါ်စရာလားအော်အေးအခုကရောမိန်းကလေးတငယ်ချင်းတွေမခေါ်ပဲဘာလို့ငါလဲနင်းနဲ့ငါပဲတည်တဲ့ကိစ္စပြောချင်လို့ပေါ့ဟဲ့ပြီးတော့ငါမှတကယ်တမ်းရင်ဖွင့်စရာတငယ်ချင်းကနင်းမဲရှိတာဟိုကောင်မတွေကအပြင်မှာစောက်တင်းပြန်အောင်မှာနင်းကအဲ့လိုမဟုတ်ဘူးဆိုတာသိလို့အေးပါဟုတ်ပါပြီဝါကွက်ပစ်ပေါ်တွင်ရောက်လာသောထမ်းရည်အိုးထဲတွင်ပလုံစီကလေးများကခုံခုံတက်တော်မယောင်အိဖြူကထမ်းရည်အိုးထဲဝါကွက်ကိုနှစ်ခါတကြိုက်ကြိုက်လိုက်သည်ကြက်သွန်နှင့်ငရုတ်သီးစိမ့်နှင့်ခက်ကြမ်းကြမ်းတုတ်ထားသောပဲကြမ်းတုတ်ပကံရောက်လာပြီဦးလေးကြွကြော်ရှင်လောက်ပါအောင်ရမယ်သမီးခဏအကြာထညက်လော်သည့်အိုးဖြင့်ကြောထားသည့်ကြွကြော်ရဲရဲမှုံးမွေးကလေးရောက်လာသည်ဟဲ့ကောင်းမြတ်နင်းလဲတောက်လေဟောအေးကောင်းမြတ်ကထရေတစ်ခွက်တောက်လိုက်ပြီးကြွကြော်ကိုနှိုက်မိလိုက်သည်
နင်ဘာဖြစ်နေရလဲပြောအိပ်ဖြူဟိုတယောက်ကိစ္စပေါ့ဟာကိုအောင်နိုင်ထွေးလားအေးသူနဲ့ငါအဆက်အသွယ်မရတာတစ်နှစ်လောက်ရှိပြီဟင်ဟုတ်တယ်သူပြောတော့တာ3နှစ်ပဲခု3နှစ်လဲကြောလာပြီသူ့စီကဘာဆက်အသွယ်မှလည်းမရတာတစ်နှစ်အေးတစ်နှစ်တောင်ရှိပြီနင်သူ့မိဘတွေနဲ့တည်ရပဲသွားစုံစမ်းပေါ့အိပ်ဖြူကထိုင်းရီနောက်တစ်ခွက်တောက်လိုက်သည်တည်ရဆိုတာလေးစိတ်မှာတစ်ခါပဲမိတ်ဆက်ပေးဘူးတာလေဟာသူတို့လိပ်စာတော့ငါမသိဘူးကိုအောင်နိုင်ထွေးလိပ်စာငါတို့အားကာရုံးမှာရှိမှာပေါ့ငါစုံစမ်းပေးရမလားလိပ်စာသိရအောင်ငါမိန်းကလေးလေငါသူတို့အိမ်ကိုလိုက်သွားလို့ကောင်းမလားဟာအဲ့ဒါနင်းကောင်းမြတ်အနေအထားကိုသဘောပေါက်လိုက်သည်ကိုကုသိုလ်ကံကိုလည်းပြန်ကျင်ဆဲမိကိုချစ်သည့်ကောင်းမလေးရည်စားဖြစ်သူအကြောင်းကိုကစုံစမ်းပေးရအောင်မလဲအေးပါဤဖြူငါမနှက်ဖြန်ရန်ကုန်တက်ပြီးစုံစမ်းပေးပါမယ်ခိုင်လန်းလန်းမစင်းချောင်းစီမှရေစော့နေကြသူများ၏အတန်များကိုကြားနေရသည်ဤဖြူနှင့်ကောင်းမြတ်တို့ထရေနှအိုးကုံသွားကြပြီနင်ကငါ့ပေါ်အရန်ကောင်းတာပဲကောင်းမြတ်ငါလေးကိုသာမရှိခဲ့ရင်နင်နဲ့ရည်စားဖြစ်မလားမသိဘူးနော်ငါတငယ်ချင်းကြီးငါတငယ်ချင်းလူကောင်းကြီးဣဖြူကကောင်းမြတ်၏ပါးကိုလိမ့်ဆွဲကပြောလိုက်ကောင်းမြတ်ကဣဖြူလက်ကိုဆွဲဖယ်လိုက်သည်နေမှုနေပြီဣဖြူငါတို့ပြန်ရင်ကောင်းမယ်ငါမပြန်ချင်သေးဘူးနောက်တစ်ခွက်တော်ပြီဣဖြူနေအိမ်ကိုငါလာခေါ်တော့ပြီနေကမှုပြန်လာရင်ငါလည်းမကောင်းအဲ့ဒီတော့လေအမှုမပြေမချင်းတနေရာမှာသွားအိတ်တာပေါ့ဟာတော့ဣဖြူပြန်ကြမယ်ကောင်းမြတ်ကထရေဖို့ရှင်းကဣဖြူကတွဲ၍ကားပေါ်သို့ခေါ်သွား၏ညီလေးမင်းကောင်မလေးကိုဂိူးဆက်လိုက်အောင်ကွန်တော်ဝါဖြင့်ဆက်ဖြစ်ဖြစ်လုပ်နေသောထရေဆိုင်ရှင်ဦးလေးကြီးစကားကိုကောင်းမြတ်ကမတိကျိုးကျွံပြူနေလိုက်သည်ဣဖြူကကားနောက်ခန်းတွင်အိတ်လိုက်လာ၏ငါ့ကိုကထားခင်ဘလို့လုပ်မလဲကောင်းမြတ်တကယ်ချင်းငါသူ့အရန်လွမ်းတာပဲတိလာဟာကောင်းမြတ်နင်အောင်ဘာလို့အခုချိန်ထိစောမရှိသေးရလဲနင်ကရုပ်ရည်လည်းရှိငွေလည်းရှိတဲ့တတိတာပဲနင့်မှာရီးစားတော့ရှိမှာပါဟဲ့ကားနောက်ခန်းတွင်အရင်ပြောချင်ရာပြောလာသောဣဖြူကမိရထားဂုံတရအတက်တွင်အိပ်ပျော်သွားတော့သည်ကောင်းမြတ်ကဣဖြူ၏အိမ်သို့သာကားကိုဥတီမောင်းလိုက်၏ဣဖြူထနင့်ရှိရောက်တော့မယ်ကောင်းမြတ်ကကားကိုရက်ခါနှုတ်လိုက်၏ဣဖြူကမျက်လုံးပွင့်လာပြီးမှရုတ်တရက်ထထိုင်လိုက်သည်ထို့နောက်သူမ၏ခန္ဓာကိုယ်ကိုပြန်ကြည့်နေ၏ရှေ့ကမ်းမှကောင်းမြတ်ကိုလည်းကြည့်လိုက်သေး၏ဣပါဟာတငယ်ချင်းနင်ရလဲငါလည်းအဲ့လိုသဘောမဟုတ်ပါဘူးအေးဒါဆိုလဲအိမ်ကိုအိန္ဒြေရပြန်ဝင်သွားနော်ဣဖြူအိမ်ရှိတွင်ကားကိုရက်ပေးလိုက်၏အဖွဲကြုံမှာပေးထားတဲ့လိပ်စာအတိုင်းငါရောက်သွားတာပဲဒါပေမဲ့တိတ်အလုံးတော့ပိတ်ထားတယ်ဟာသူတို့နေတဲ့ရက်ွက်တွေကလည်းနင်းသိတဲ့အတိုင်းပဲချမ်းကျဲအိမ်ကြီးတွေဆိုတော့ဘေးအိမ်တွေကိုမေးလို့လည်းမရဘူးကောင်းမြတ်စကားကြောင့်ဣဖြူမျက်နှာလေးဖြူရောညှိုးငယ်သွားသည်သူငါ့ကိုထားသွားပြီထင်တယ်ကောင်းမြတ်ငါသူ့ကို3နှစ်ကျော်4နှစ်နီးပါးစောင့်နေပေးခဲ့တာဟာဣဖြူကတန်မှုဖြော်ရည်ထဲမှတံမယာတိဘက်ကလေးကိုပိုက်ဖြင့်ရအောင်လိုက်ထုံညှစ်နေ၏ငါနင့်ကိုဆဲစုနဲ့တဆူစောင့်ခဲ့ရတာပဲဣဖြူထို့သို့ပြောထွက်ခြင်းတော့လေကောင်းမြတ်ပြောမထွက်ခဲ့ငါကိုချင်းစာပါတယ်ဣဖြူရာထိုးမြလောက်သာကောင်းမြတ်၏ပြောပိုင်ခွင်လိပ်ပြကံဘက်မှတိုက်ခတ်လာသောလီနူအေးသည်မမကြီးအေးအေးဆိုင်ရှိမှသူတို့ထိုင်ရန်စပွဲအထိပြန်လွင်လာသည်အောင်နိုင်ထွေးနှင့်အဆက်အသွယ်ပြတ်နေခြင်းအတွက်ဣဖြူခံစားနေရသည်ကိုသူမကြည့်ရတော့လေတစ်ဖက်မှလည်းတိတ်တိတ်ကလေးပြောနေမိသည်နှစ်ပေါင်းများစွာမျိုးသိပ်လာခဲ့သောသူ၏ချစ်ချင်းတရားအတွက်လမ်းစာတစ်ခုပြန်ရပြီဟုတွေးမိသည့်အခါငါသူ့ကိုမေးဖို့ကြိုးစားတော့မယ်ကောင်းမြတ်ဣဖြူ၏စကားအဆုံးကောင်းမြတ်ကရှေ့မှဖာလူတာကွက်ကိုဇွန်းဖြင့်ခတ်မစားတော့ပဲလက်မကိုင်ကမော့တောက်ပစ်လိုက်တော့၏ချုံမိန်ချင်းများအမြန်ရောက်ပါစေတော့ကောင်းမြတ်နင်ငါ့ကိုလားတွေ့လို့ရလားဘာလဲဟိုတခါလို့ထရေမှုအောင်မလို့လားဣဖြူမဟုတ်ပါဘူးဟာဒီတိုင်းပါပဲဟင်းတော်ကုန်းဖျားဖို့ညနေ3 နာရီလောက်လာခဲ့ငါစောင့်နေမယ်ကောင်းမြတ်ရင်နဲ့တိတ်ခနဲလှုပ်လက်ဆအလုံးများပစ်ချလိုက်သည်ဣဖြူကြိုက်တတ်သည့်နှင်းစီပန်းအဖြူရောင်ကိုရှားဝယ်သည်ညနေဖျားပေါ်ရောက်လျင်ဖျားအတူကပ်ပြီးသည့်နောက်ဣဖြူကိုသူချီရေးဆိုရမည်ဟင်းတော်ကုန်းဖျားတက်တက်ချင်းနန်းနန်းထဲမှနဂနာဆိုင်းတန်ကသူ့ရင်ကိုတလှက်လက်ပိုးခုံစေ၏လက်ထဲမှနှင်းစီဖြူဖြူလေးများကိုကိုင်ရင်လှကားတွေများကိုကောင်းမြတ်ကြောတက်လာခဲ့သည်
ဟင်းသာကုံဖျားရင်မြင့်ကငြိမ်စိတ်နေ၏ရင်မြင့်တော်သည်အမုန်းမိုးထားသဖြင့်လေတဖြူးဖြူးကအေးမြနေသည်ကောင်းမြတ်ကအိပ်ဖြူကိုရှာဖွေကြည့်သည်မတွေ့ဟေးကောင်းမြတ်ခေါ်တန်ကြောင့်ရုတ်တရက်လှည့်ကြည့်လိုက်မိ၏ဒီမှာဘသူတော့အိပ်ဖြူကလူတယောက်၏လက်မောင်းကိုတွဲခိုထားသည်ခေါင်းနိုင်ထွေးအောင်နိုင်ထွေးကကောင်းမြတ်ကိုပြုံးပြလိုက်၏ငါ့ကိုပြန်ရောက်လာတာနင့်ကိုအံ့ဩသွားစေချင်လို့ဘာမှမပြောဘဲခေါ်လိုက်တာဒီနေ့နင့်ကိုငါတို့မင်္ဂလာပွဲအကျိုးဖျားချင်ရမိုးကြလက်ဖက်တော့ဝဲကြွေမယ်အိဖြူ၏အတန်ကမြူးတူးပျော်ရွှင်စွာကောင်းမြတ်ကသူ့လက်ထဲမှနှင်းစီဖြူဖြူများ၏စူးများကိုတမင်တကာဖိတ်ကင်ထားလိုက်မိ၏နှလုံးသားမှာစူးတဲ့စူးလောက်တော့မနာကျင်နိုင်တော့ပါဘူးချစ်တော်သူအိဖြူဒီမှာနင့်အတွက်ဖိတ်စာချန်စီယိုတကားဝတွင်မတ်တက်ရက်နေသောအိဖြူကကောင်းမြတ်ကမ်းပေသည့်ဖိတ်စာကိုတအံ့တော်လှမ်းယူလိုက်သည်ဟဲကောင်းမြတ်ငါနင့်ကိုရည်သားမရှိဘူးထင်တာကောင်းမြတ်ကပခုံးတွန့်ပြလိုက်သည်ဟဲ့ဒီတယောက်ငါသိတယ်လေအရင်မြတ်ဆေးလိခုံပိုင်ရှင်ရဲ့မြီးမဟုတ်လားဟုတ်တယ်လေငါအဖွာတငယ်ချင်းရဲ့မြီးပေါ့ဟဲနင်တို့ကြိုက်နေရကြပြီလားမဟုတ်ပါဘူးငါတို့သဘောတူထားတာ3နှစ်လောက်ရှိပြီငါတန်းနဲ့ကောင်းကောင်းကစားကျင်သေးလို့မယူသေးဘူးညင်းထားတာခုတော့အဖွားလည်းအသက်ကြီးပြီဆိုတော့မထူးဆိုပြီးယူလိုက်တာဩအိဖြူကဖိတ်စာကိုကြည့်ကတိတ်ဆိတ်သွား၏ထို့နောက်တပြင်းချလိုက်သည်အေးဟဲငါတို့ကတော့ကိုအောင်နိုင်ထွေအိုလံပစ်ပြိုင်ပွဲရပြန်လာမှမင်္ဂလာဆောင်မှုဆုံးဖြတ်လိုက်ကြတယ်မင်္ဂလာဆောင်ကြရင်နင့်ကိုလူပြိုရိုင်းလောက်ခိုင်းဖို့ကိုအောင်နိုင်ထွေနဲ့တော့ပြောနေကြသေးတာနင်ကအခုတော့ငါထက်ဦးသွားပြီနောက်ဆုံးအချိန်ထိဒုက္ခပေးဖို့စဉ်းစားကြသေးသည်ပေါ့လေနိုင်ကြအောင်စောင်းထားသောအရှုံးတွေကိုနင့်လက်ထဲထည့်ပြီးငါပြန်ထွက်လာလိုက်တယ်ဤဖြူဒီတစ်ခေါက် Los Angeles Olympic ပွဲအတွက်ဆရာတို့ရွေးထားတဲ့စကားတင်လက်ရွေးစင်စီးနဲ့မင်းပါတယ်ကောင်းမြတ်တန်းရဲ့အဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သောဦးတန်းနိုင်၏စကားကြောင့်ကောင်းမြတ်စိတ်လှုပ်ရှားသွား၏ဒါပေမဲ့မင်းကအခုမှအိမ်အောင်ကြစားခလေးရလည်းမွေးထားတာဆိုတော့ရပါတယ်ဆရာကျွန်တော် trainee ရောကစားပွဲတွေအတွက်ပါကောင်းကောင်းအာရုံစိုက်ကြိုးစားနိုင်ပါတယ်အေးလေမင်းကနိုင်ငံခြားသားတစ်ခါမှမထွက်ဘူးလားကစားတတ်တဲ့အတွေ့အကြုံကလည်းမနှဲဘူးကိုတခုတော့ရှိတယ်ကောင်းမြတ်ဦးတန်းနိုင်ကထိုင်းနေရာမှမတ်တက်ရက်လိုက်သည်ထို့နောက်သူ့ရုံငန်းတကားကိုတွားပိတ်ခါလောချလိုက်၏ကောင်းမြတ်၏နောက်ဖက်မှသူ့ပခုံးကိုစုပ်ကင်ထားလိုက်သည်လွန်ခဲ့တဲ့နှစ်တည်းကစီးကိန်းတွေမှာမင်းကိုလက်ရွေးစင်အဖြစ်ငါတို့ဘာဖြစ်လို့မရွေးချယ်ခဲ့လဲမင်းသိလားကောင်းမြတ်ကခေါင်းခါလိုက်သည်မင်းမအရေးချင်းမပြည့်မီလို့မဟုတ်ဘူးကွာတန်းနဲ့ပတ်သက်ရင်မင်းမအရေးချင်းရှိတယ်ဦးတန်းနိုင်ကကောင်းမြတ်၏ရှေ့ခုံတွင်ပြန်ဝင်ထိုင်လိုက်သည်ဒါပေမဲ့အဲ့ဒီတော့ငါတို့မှာမင်းကိုလက်ရွေးစင်အဖြစ်နိုင်ငံခြားကစားပွဲတွေမှာမထည့်ပေးဖို့ဖိအားတစ်ခုရှိခဲ့တယ်ဗျာကောင်းမြတ်ကတန်တော်ဖြင့်ဦးတန်းနိုင်ကိုကြည့်လိုက်သည်ဆရာဘာလို့ပြောတာလဲဗျထွေး Enterprise ကုမ္ပဏီကိုမင်းသိတယ်မလားပါတီဘိုယူနစ်ကဦးထွေးမြေကုမ္ပဏီလေသူတို့ကငါတို့တန်းနဲ့အဖွဲ့အတွက်အဓိကရန်ပုံငွေပေးနေခဲ့တာပဲနောက်ပြီးကျမ်းမာရေးဝန်ကြီးကလည်းသူ့ကိုအရင်လေငါတို့အားကစားဦးစီးဌာနဆိုတာကျမ်းမာရေးဝန်ကြီးဌာနလက်အောက်မှာဆိုတော့သူတို့ပါအောင်မင်းသဘောပေါက်မှာပါဦးတန်းနိုင်ဘာကိုဆိုလိုသည်ကိုကောင်းမြတ်ရုတ်တရက်နားမလဲအဲ့ဒါကျွန်တော်နဲ့ဘာဆိုင်လို့လဲသူတို့မိသားစုကိုငါရောနီးပြချုပ်ပါမလွန်ဆန်နိုင်ဘူးဗျာဘာအောင်မလွန်ဆန်နိုင်တာလဲဗျမင်းတငယ်ချင်းအောင်နိုင်ထွေးလေ तू ကဦးထွေးမြင့်ရဲ့သားကြီးပဲဟုတ်အဲ့ဒါနဲ့ဘာဖြစ်လို့ကျွန်တော်ကမင်းနဲ့အောင်နိုင်ထွေးကရီးစားလုပ်ပတ်မဟုတ်လားဟာမဟုတ်ပါဘူးဗျာဒါပေမဲ့အောင်နိုင်ထွေးကတော့အဲ့ဒီတော့ကမင်းကိုလက်ရွေးစင်အဖြစ်မခေါ်ဖို့သူ့အဖေကတဆင်ငါတို့ကိုဖိအားပေးခိုင်းခဲ့တယ်ဟာမဖြစ်နိုင်တာတကယ်တော့ပြေးခုံပြက်ကကောင်မလေးနဲ့မင်းနဲ့ရင်းနှီးနေတာကိုအောင်နိုင်ထွေးကမကြိုက်ဘူးမင်းတို့မနီးစပ်စေချင်ဘူးအားကစားနည်းမတူပဲမဲ့မင်းနဲ့သူနဲ့ရှင် तू ကပဲလက်ရွေးစင်ဖြစ်ချင်တာမင်းတို့တော့မဖြစ်စေချင်ခဲ့ဘူးဒီကိစ္စမင်းတို့ချင်းရီးသားလူကြတဲ့ကလေးကလာကိစ္စဆိုပေမဲ့အောင်နိုင်ထွေးကလူကြီးသားဖြစ်နေတာပဲအဲ့ဒါကိုငါတို့လက်ခံလိုက်ရတယ်ဗျာကောင်းမြတ်ရင်နဲ့ဒေါသစိတ်တို့လှိုက်ခနဲ့တက်လာသည်စိတ်ကိုလျှော့ကောင်းမြတ်အခုတော့ကျမ်းမာရေးဝန်ကြီးဖြစ်တဲ့သူ့ဦးလေးလေဝန်ကြီးဌာနပြောင်းသွားပြီသူ့အဖေကုမ္ပဏီကလည်းငါတို့မထောက်ပံ့တော့ပါဘူးဒီတော့မင်းတို့ကငါတို့ကောင်းကောင်းရက်တည်ပေးလို့ရပြီကျေးဇူးတင်ပါတယ်ဆရာအဲ့ဒီငွေကြေးလောက်ကိုကျွန်တော်လည်းအဖွဲချုပ်ကိုပေးနိုင်ကိုနိုင်ပါတယ်အေးပါအဓိကပြောချင်တာအဲ့ဒီပတ်စံကိစ္စမဟုတ်ဘူး
အတိကပြောချင်တာအခုမင်းငါ့ကိုပြန်ကူညီပေးဖို့ပဲကောင်းမြတ်ဗျာတကယ်တော့လွန်ခဲ့တဲ့တစ်နှစ်လောက်ကထိဒီအမေရိကန်အိုလံပစ်ပွဲအတွက်စပိန်အားကစားသမားဟာငါသာစီရတန်းနိုင်မယ်ဒါပေမဲ့အောင်နိုင်ထွေးဟာဂျာမနီကနေရုတ်တရက်ပြန်ရောက်လာတယ်ဂျာမနီမှာလည်းသူလေ့ကျင့်ခဲ့တဲ့ record တွေလည်းပါလာတယ်ပြီးတော့သူ့မှာရှိတဲ့ဒနအင်အားအာနာအင်အားနဲ့ပေါင်းလိုက်ရင်သူ့ကိုအိုလံပစ်အတွက်ရွေးချယ်ဖို့တေချာတလောက်ရှိနေပြီပဲငါသားလေးကမင်းကြုံသလိုမျိုးအဖြစ်မျိုးနဲ့ကျုံနေရတာပဲကောင်းမြတ်ဦးတန်းနိုင်ကနိုင်ရန်တွင်ချိတ်ထားသောတန်းနစ်ရက်တန်ကိုဖြုတ်လိုက်သည်ထို့နောက်လေထဲသို့တစ်ချက်နှစ်ချက်လွှဲရိုက်လိုက်မင်းရဲ့ကုံဆုံးခဲ့တဲ့အချိန်ကြီးပြီးတော့ငါသားလေးရဲ့ကုံဆုံးရမယ့်အချိန်ကြီးအတွက်ဒီကောင်အောင်နိုင်ထွေးပြန်ပိတ်ဆက်ရမယ့်အချိန်ရောက်ပြီပြိုင်ပွဲနဲ့နီးမှမပါနိုင်တော့တဲ့အဖြစ်မျိုးဒီကောင်ပြန်ခံစားရအောင်လုပ်ရမယ့်အချိန်ကောင်းရောက်ပြီကောင်းမြတ်ကျွန်တော်ကဘာလုပ်ပေးရမှာလဲဆရာဦးတန်းနိုင်ကကောင်းမြတ်ရှိသူရက်တန်ကိုချပေးလိုက်သည်တန်းနစ်ဆိုတာတစ်ဖက်ကလာတဲ့အချိန်ကိုပြန်ထိန်ပြီးတန်ပြန်တိုက်ရတာပဲမဟုတ်လားအဲ့ဒီနေ့ကမနက်၄နာရီဆိုပေမဲ့အလင်းအောင်ကတိတ်မရှိသေးဘူးစောင်းနှဲဆိုတော့ကန်တော်ကြီးပတ်လန်းမှာမြူတွေကပိတ်နေတယ်လမ်းမိတိုင်ကလည်းခရမ်းကျင်သေးလေးချိတ်ထားသလိုမှိန်းလို့ကိုအောင်နိုင်ထွေးမနက်ဆိုအရင်လမ်းကြောင်းအတိုင်းပဲ training ဆင်းနေရပေါ့မဟုတ်တော့ဘူးကိုကောင်းမြတ်ကျွန်တော်ကန်တော်ကြီးပတ်လန်းဘက်နင်းပြနေတယ်လွန်ခဲ့တဲ့ရက်ကကောင်းမြတ်ရဲ့ညီတွေကမြမရုပ်မြင်တန်ကြားမှာဆေးဘောလေးကြော်ညာရိုက်ဖို့စီစဉ်ကြတယ်ကြော်ညာထဲမှာမင်းသားကပြိုင်ပိန်းစီးလာတဲ့အခန်းအတွက်ကိုအောင်နိုင်ထွေးရဲ့စပိန်ကိုခဏငှားဖို့ကရဝိတ်ဟိုတယ်မှာသူနဲ့တောက်ကြစားကြစကားပြောကြတယ်အဲ့ဒီတော့ကိုအောင်နိုင်ထွေးကိုအမတ်တမဲ့သဘောနဲ့မေးလိုက်တဲ့စကားကားကိုဆန်နှိုးပြီးစီယာရင်ပေါ်လက်ကိုခတ်တင်းတင်းစုပ်ကင်ထားလိုက်တယ်ခက်လန်းလန်းမြူတွေကြားမှာရွေလျနေတဲ့အရာတစ်ခုကိုကားဘက်မှန်နေရနေမြင်လိုက်ရတယ်စပိန်တစ်စီပဲတဖြည်းဖြည်းနီးလာတဲ့စပိန်ကိုဘက်မှန်နေကနေတေချာကြည့်လိုက်တယ်အဖြူအောင်စပိန်စီဝတ်စုံနဲ့အုတ်ထုပ်အပြိုင်အောင်ကိုစောင့်ထားတဲ့လူတစ်ယောက်ပြိုင်ပိန်းလေးတစ်စီကားကိုသူကခတ်တွတ်ကြောနင်းသွားတယ်ကားဆက်ကိုနှုတ်လီဘာကိုအတာနှင်းပြီးစပိန်ရဲ့ခက်လန်းလန်းကနေလိုက်လာခဲ့လိုက်တယ်အိုလံပစ်လော့စ်အိန်ဂျလိစ်အမေရိကန်မင်းရဲ့ကုံဆုံးခဲ့တဲ့အချိန်ကြီးပြီးတော့ငါသားလေးရဲ့ကုံဆုံးရမယ့်အချိန်ကြီးရဲ့အတွက်နားထဲမှာအတန်တွေပဲ့တင်ထက်မြကြားရောက်နေရတယ်သူလီဘာကိုခပ်ပြင်းပြင်းနင်းမှုစူးစမ်းမိတယ်နင်းကငါ့ဘောအရန်ကောင်းတာပဲကောင်းမြတ်ငါလေးကိုသာမရှိခဲ့ရင်နင်းရဲ့ရည်သားဖြစ်မလားမသိဘူးနော်ငါတငယ်ချင်းကြီးငါတငယ်ချင်းလူကောင်းကြီးအိဖြူရဲ့အတန်နေတကယ်တော့ပြေးကုန်ပြေးကကောင်းမလေးနဲ့မင်းနဲ့ရင်းနှီးနေတာကိုအောင်နိုင်ထွေးရမကြိုက်ဘူးမင်းတို့မနီးဆက်စေချင်ဘူးအားကစားနည်းမတူပေမဲ့မင်းနဲ့သူနဲ့ရှင်သူကပဲလက်ရွေးစင်ဖြစ်ချင်တာမင်းတို့တော့မဖြစ်စေချင်ခဲ့ဘူးကားထဲမှာဦးတန်းနိုင်ရဲ့အတန်ကြီးပဲ့တင်ထက်နေသလိုမျိုးဟာရပါတယ်ဗျာမုန်းလို့ဖြစ်တာပဲကျွန်တော်စိတ်ထဲဘာမှမရှိဘူးရတယ်ကျွန်တော်ကကိုကောင်းမြတ်ကိုကိုကြီးတောင်းနေတာကျွန်တော်မရှိတဲ့အချိန်ဒီကခမရတငယ်ချင်းကိုစောင့်ရှောက်ပေးထားပါလို့အောင်နိုင်ထွေးရဲ့ပြုံးနေတဲ့မျက်နှာငါလူတက်ဖို့လုံနေရပဲလီဘာပေါ်တင်းထားတဲ့ခြေထောက်ကိုဖယ်ဖို့သူကြိုးစားတယ်သူငါ့ကိုထားသွားပြီထင်တယ်ကောင်းမြတ်အိဖြူရဲ့ညှိုးငယ်သောဘာသာစကားဟာသူ့ခြေထောက်တွေသူ့လက်တွေကိုတစုံတစ်ယောက်ကထိန်းချုပ်လိုက်တယ်လို့မျိုးကားဟာအချိန်ပြင်းပြင်းနဲ့မောင်းထွက်သွားတယ်သူအားနဲ့ရုန်းကန်မှုကြိုးစားတယ်ဒါပေမဲ့သူ့ခြေထောက်တွေဟာသူ့ခြေထောက်တွေမဟုတ်တော့သလိုသူ့လက်တွေဟာလည်းသူ့လက်တွေမဟုတ်တော့သူ့ခန္ဓာကိုယ်ကြီးတစ်ခုလုံးဟာအခြားတစ်စုံတစ်ယောက်လိုဖြစ်နေပြီးသူ့အသီးစိတ်ကခန္ဓာကိုယ်ကိုထိန်းချုပ်လို့မရတော့ကိုအောင်နိုင်ထွေးသူအကျယ်ကြီးអော်လိုက်စင်မှာပဲကားဟာရှေ့ကစပိန်ကိုအချိန်ပြင်းပြင်းနဲ့ဆက်မောင်းနေတယ်မောင်းနေရင်ကနေသူ့ရဲ့လက်တွေခြေတွေကိုသူပြန်ထိန်းချုပ်လို့ရလာတယ်ဖေဖေခုနအောင်နိုင်ထွေးကိုတိုက်ခဲ့တာလားသူကားကိုပြန်လှည့်ဖို့ပြင်းတယ်ဒီလောက်အချိန်နဲ့တိုက်ခဲ့တာသူသေးသွားခင်ရောသူ့ကိုငါတိုက်လိုက်တာမဟုတ်လားသူ့စိတ်တွေရှုပ်ထွေးရာကတဆင့်ခြောက်ချလာတယ်သူနောက်ကိုလှည့်မကြည့်တော့ဘူးကားကိုပြေးလမ်းပတ်စီဦးတီမောင်းလာလိုက်တယ်ဘကိုးအိမ်ကကားကိုတောင်းတဲ့အထိကားကိုမောင်းသွင်းလိုက်တယ်ကားရှိဘန်ပါကိုတစ်ချက်ကြည့်လိုက်တော့ကြီးကြီးမားမားခြိုက်နေတဲ့တနေရာသူကိုတောင်းထဲမှာပဲထိုင်းချလိုက်တယ်အောင်နေတွေသူဘာဖြစ်သွားပြီလဲဦးကောင်းမြတ်ဟာဟောင်းနှွမ်းပြီးဖုန်နေတက်နေတဲ့မိုးကစားကိုဖယ်လိုက်တယ်မော်ဒယ်အောက်နေပြီဖြစ်တဲ့ခဲဟောင်းဖိုကားတစ်စီဦးပြောရင်မင်းယုံမထင်ဘူးတကယ်ပဲအဲ့ဒီတော့ဦးသူ့ကိုမတိုက်မိဖို့အစွမ်းကုန်ကြိုးစားခဲ့တယ်ဒါပေမဲ့
ဦးကိုတစ်ခုခုကထိန်းချုပ်ထားခဲ့တာမျိုးဦးကောင်းမြတ်ကိုကြည့်ပြီးကျွန်တော်လန့်လာတယ်လူတစ်ယောက်ကိုအကွက်ကြကြကားနဲ့တိုက်တက်ခဲ့တဲ့သူတစ်ယောက်နဲ့ကျွန်တော်ဂိုရောင်တစ်ခုထဲမှာအတူတူရှိနေတာပြီးခဲ့တဲ့လူတက်မှုမှာရောသူ့မိမဒေါ်သိန်းကြီးကိုသူတက်လိုက်တာမဖြစ်နိုင်ဘူးလားဒေါ်သိန်းကြီးဟာသူ့လိုအပ်ချက်ကိုတိသွားလို့တက်လိုက်တာမျိုးလားဒါဆိုအောင်ကောင်းပြောတယ်ဖြစ်စဉ်ကသူ့အဖေကိုသူကားခွဲတာလားဒါလည်းမဖြစ်နိုင်ဘူးဦးကိုကြောက်နေပြီလားသားတကယ်တော့ဒီကိစ္စမှာဦးစိတ်ပါစီဖြစ်စေမပါစီဖြစ်စေဥက္ကာနဲ့ကိုအောင်နိုင်ထွေးကိုတိုက်တန်မိလိုက်တာတော့အမှန်ပါပဲဒီကိစ္စတွေအားလုံးရှင်းပြီးသွားရင်ဦးအဖမ်းခံပါမယ်ကျွန်တော်စိတ်ထဲဒီကိုတော်ကြီးကပုံမွန်းကျက်လာသလိုပဲအခု15နှစ်နီးပါးရှိမှမင်းတငယ်ချင်းအောင်ကောင်းလက်ထဲကိုဒီစပိန်ကရောက်လာတယ်ပြီးတော့ဒီစပိန်နဲ့ဒီကားဟာကိုတော်တစ်ခုထဲမှာရှိနေပြန်တယ်အခုဦးနဲ့ပတ်သက်တဲ့သူတွေဆုံးရှုံးရသမျှကိစ္စတွေဟာဦးစီကိုပဲညွန်ပြနေသလားလို့ဦးထင်တယ်ဦးကြတော့ဘာလို့ဘာမှမဖြစ်ရတာလဲကျွန်တော်စကားကြောင့်ဦးကောင်းမြတ်လည်းတူဝေးသွားပုံရပါတယ်ဟုတ်တယ်ဦးလည်းအဲ့ဒါစဉ်းစားနေရတကယ်လို့ဒီစပိန်မှာကိုအောင်နိုင်ထွေးရဘူးကတ်နေတယ်ဆိုရင်သူဦးကိုပဲလက်စားချေရမှာလေဘာကြောင့်ဒီစပိန်နဲ့ပတ်သက်သူတွေအားလုံးတေးရတာလဲကျွန်တော်ကိုရောင်ပေါ့ဝါစီတစ်ချက်လှည့်ကြည့်လိုက်တယ်ပြိုင်ပိန်းလေးဟာကိုရောင်အဝဘေးမှာထောင်လျက်ပဲရုတ်တရက်ကြက်သိန်းတွေထလာတယ်ဦးကျွန်တော်ဒီထက်မနေချင်တော့ဘူးကျွန်တော်လှည့်ထွက်လာတော့ဦးကောင်းမြတ်လည်းကားကိုမိုးကစားနဲ့ဖုံပြီးလိုက်လာတယ်ဒါနဲ့ဒေါ်အိဖြူကရောဦးသူတို့ရဲ့ဇလန်းတွေကပျောက်နေတဲ့တကွက်ကိုကျွန်တော်သတိရသွားလို့ပါအောင်နိုင်ထွေးကိစ္စဖြစ်ပြီးနောက်တရက်မှာပဲအိုလံပစ်အတွက်ဦးရွေးချယ်ခံရတယ်လို့ဦးတန်းနိုင်ကလှန့်ခေါ်ပြီးဦးကိုလေ့ကျင့်ရေးကန်နဲ့ထည့်ထားလိုက်တယ်အဲ့ဒီကနေနောက်2လကြာတော့အိုလံပစ်ကိုဦးသွားရတယ်ဟိုမှာလဲစုတစုမှမချိတ်ခဲ့ပါဘူးစိတ်တွေကမတည်ငြိမ်တော့ဘူးလေဦးပြန်လာတဲ့အချိန်မှာအိဖြူကဘကိုးမှမရှိတော့ဘူးသူ့အိမ်ကိုသွားတော့လေသူ့အမေကဆုံးတာ1လလောက်ရှိပြီတဲ့အိဖြူကသူ့အမေမဆုံးခင်ကတည်းကအိမ်ကထွက်သွားတာလို့အိဖြူအကိုတွေလင်မယားကပြောတာပဲကျွန်တော်မျက်စိထဲမက်စင်ကိုတွားပြင်းမြင်လိုက်တယ်မက်စင်ဟာဒေါ်အိဖြူရဲ့သမီးဆိုတာဦးကောင်းမြတ်ကိုပြောပြလိုက်ရင်ကောင်းမလားအဲ့ဒီနောက်တော့တိတ်မကြောက်ဦးရဲ့ပထမအိမ်တော်ကနေအောင်ကောင်းလေးကိုထပ်မွေးတယ်မကြောက်ဦးဖွာဆုံးသွားတော့ဦးတို့ညီအကိုတွေဒီစစ်လိတ်ခုံကိုပဲဆက်လုပ်ကြတယ်ဦးညီတွေကိုဦးစီးခိုင်းတာပြီးဦးကတော့တန်းနဲ့အဖွဲချုပ်မှာဝါသနာပါတာကိုလှုပ်တာပေါ့ပြိုင်ပွဲတွေအစည်းအဝေးတွေနဲ့နိုင်ငံသားတွေတွားလိုက်လာလိုက်လို့ရင်ဘကိုးတောင်တိတ်မပြန်ပြစ်ပါဘူးအဲ့ဒီမှာအောင်ကောင်းအမေနဲ့ကလည်းအိမ်တော်ကြီးအစင်မပြေနောက်ဆုံးမတ်တင်ကြီးနဲ့နောက်အိမ်တော်ပြစ်ပြစ်သွားတာပဲဒါဆိုဦးကအိဖြူကိုမတွေ့ပြတော့ဘူးပေါ့တွေ့ချင်တာပေါ့ကွာဦးရဲ့အခြေဦးပဲဒါပေမဲ့ဦးကြောင့်အောင်နိုင်ထွေးတေးရတာလေအခုချိန်သူ့ကိုပြန်တွေ့ရင်တော့ဦးသူ့ကိုဘလို့ရင်ဆိုင်ရဲမလဲဒါကြောင့်တကူးတကလည်းလိုက်မရှာမိခဲ့ဘူးဦးကောင်းမြတ်ဟာခြံထဲမှာရှိတဲ့ခုံမထိုင်ရင်ခေါင်းငိုက်ဆိုင်ချထားတယ်ဦးတို့ဇလန်းမှာပြက်နေတဲ့ခွင်းဆက်တကူရှိနေသေးတယ်ဦးကောင်းမြတ်ကခေါင်းပြန်မော့လာတယ်ဘာများလဲဟိုနေ့ကကျွန်တော်ပြောတယ်ကျွန်တော်ကောင်မလေးဆိုတာလေ तू ကဒေါ်အိဖြူရဲ့သမီးပဲဘာဘလို့ဟုတ်တယ်ဦးသူ့ဟိုနေ့ကဓာတ်ပုံအကြောင်းပြောပြတော့သူအမျက်ဆောင်ထားတဲ့ဓာတ်ပုံတစ်ပုံပြတယ်သူ့အမေအရင်ပုံနဲ့ဟုတ်ရဲ့လားကွာဟုတ်တယ်ဦးပြတဲ့ဓာတ်ပုံတွေကအမျိုးသမီးနဲ့သူပြတဲ့ဓာတ်ပုံကတယောက်တည်းပဲပြီးတော့သူ့ကိုမွေးပြီးတော့သူ့အမေကသူ့ဘာကြီးရဲ့စီမှာလာထသွားလို့သူ့ဘာကြီးတွေကမွေးစားလိုက်တာတဲ့ဟင်သူ့ကိုမွေးစားထားတဲ့သူ့ဘာကြီးရဲ့နာမည်ကိုသိလားဦးကျော်တက်နဲ့ဒေါ်တီစီလေဟာဟုတ်တယ်ကိုကျော်တက်ဆိုတာအိဖြူအကိုအရင်ပဲဒါဆိုငါအဲ့ဒီကလေးမလေးကိုတွေ့လို့ရမလားကျွန်တော်စီစဉ်ပေးလို့တော့ရပါတယ်ဒါပေမဲ့သူ့ကိုတော့ဦးတို့ဇလန်းကြီးကိုမသိစေချင်ဘူးငါကမှအမေအရင်ကထားခဲ့တာမို့လို့သူပိုးပြီးစိတ်ထိခိုက်သွားမယ်ဦးဂရီပေးပါတယ်ကွာသူ့ကိုဦးတွေးပြရစေဟုတ်ပါပြီဦးနောက်တစ်ခုကဒီပြိုင်မိန်းနဲ့ပတ်သက်နေတဲ့ပြဿနာတွေအကြောင်းတားတိထားသလားဦးကိုပြောပြပါလားအောင်ကောင်းကဒီစပိန်ကိုတွားပြခိုင်းတာဘသူစီကိုလဲမတ်တင်ဆိုတဲ့နက်ကတော့မိမရှာတယောက်ကတခါတော့အဲ့ဒီစပိန်ပေါ်မှာမကောင်းတာတစ်ခုခုကိုတွေးလိုက်တယ်အဲ့ဒီစပိန်ကိုမစည်းပါနဲ့ဖျက်ဆီးပစ်ပါလို့အောင်ကောင်းကိုတတိပေးမှုတယ်ဦးသူ့စီကိုပဲအောင်ကောင်းကတွားပို့ခိုင်းပြီးဒီပြဿနာအတွက်အဖြေရှိနေမယ်လို့ထင်နေတာပါဒါဆိုဦးတို့ပြဿနာကိုရှင်းဖို့အဲ့ဒီကနေပဲစလုပ်ကြတာပေါ့တားကိုကြီးပေးမှဖြစ်မယ်ကြော်စွာဒီပြဿနာဟာမတ်စင်ရဲ့အမေအရင်းနဲ့ပါပတ်သက်နေတယ်ပြီးတော့ကျွန်တော်တငယ်ချင်းအောင်ကောင်းသူ့အတွက်လည်းအရေးကြီးတာမို့ကျွန်တော်ကိုကြီးဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ဦးကောင်းမြတ်ကိုယုံကြည်လို့ရပါမလားပေါ့ကျွန်တော်ရဲ့တန်းစရာအတွေးတွေကိုဦးကောင်းမြတ်ကသတိထားမိသွားပုံပါပဲဦးယုံပါအချိန်ကျရင်ဦးအပြေကိုလည်းဦးခံယူဖို့ဂရီပေးပါတယ်ကွာဟုတ်ပြီလေကျွန်တော်ကိုညီပါမယ်
အခုတော့ကျွန်တော်ကိုခွင့်ပြုပါအောင်အိုးကျွန်တော်စပိန်ကိုတွန်းပြီးထွက်လာရင်စိတ်ထဲတစ်ခုခုကိုတွေးမိသွားတယ်။အိုးဒေါ်ဤဖြူကဒီကလေးကိုဘယ်သူနဲ့ရခဲ့တာလို့ထင်လဲ။ကျွန်တော်မိကုန်းကြောင့်ဦးကောင်းမြင့်ရဲ့မျက်နှာဟာတစ်ခုခုကိုတွေးမိသွားပြီးအလံတကြားဖြစ်သွားပါတယ်။ပြီးတော့ကိုရောင်ဘေးမှာရက်ထားတဲ့ပြိုင်ပင်းကိုသူလှည့်ကြည့်လိုက်တယ်။ကျွန်တော်လည်းဒီတမန်နှလုံးဒီပါစိတ်တွေရှုပ်ထွေးနေရတဲ့ကိုဖိုးကျော်ဂိမ်းဆိုင်ဘက်ကိုစပိန်နင်းလာလိုက်တယ်။ဂိမ်းဆိုင်ရောက်တော့ရက်ွက်ထဲကကောင်းနေဘောလုံးကင်းကိုဖလားလုပ်နေကြတယ်။ကိုးရာရီစစ်လိတ်တွေအစုံလင်းနဲ့ကျွန်တော်လည်းဆိုင်မှာကျူရှင်လက်ကကိုလာပေးနဲ့ပေးထားတာမို့ဒီကောင်နေနဲ့ဝင်ကြွိုင်းပြီးအချိန်ဖြုတ်နေလိုက်တယ်။အဖေကသူ့ယုံကိစ္စနဲ့ခရီးသွားနေတယ်။အမေကလည်းသူ့ကြောင့်ကဆီယာမတယောက်နိုင်ရှိလို့ညနေမှအိမ်ပြန်ရောက်မတယ်။ဒီနေ့အိမ်မှာဘယ်သူမှမရှိ။ဂိမ်းဆိုင်မှာပဲမမခောက်ဆွဲပြုံးနဲ့နေလေစာပြီးလိုက်ပေါ့။ညနေပိုင်းကျကျွန်တော်မက်စင်အိမ်ဘက်ကိုခဏပတ်တယ်။ကြပြညမှာထိုင်းနေတော့မက်စင်ကထုံးစံအတိုင်းကလေးထိန်းတယ်လို့နဲ့ထွက်လာတယ်။ပြီးတော့မနက်ဖြန်မနက်သူ့ကျူရှင်ချိန်9နာရီဆိုတာကိုလက်ထောင်ပြတယ်။အေးဆေးလေအပြုံးချင်းအပေးယူလုပ်ပြီးကြပြညကနေပြန်လာခဲ့လိုက်တယ်။အိမ်ရောက်တော့ရေချိုးပြီးမနက်ကလေးကအမေလုတ်ပေးသွားတဲ့ထမင်းနဲ့ဟင်းကိုစားတယ်။မီးရလဲလားနေတော့ TV ဖွင့်ပြီးပက်လက်ကလတ်ထိုင်းမှထိုင်ရင်မမေ့ရဘူးအချစ်ဦးရဲ့ဇလန်းတွဲကိုထိုင်းကြည့်နေလိုက်တယ်။ဇလန်းနဲ့မင်းသားဟော်ကျန်းကျင်နေရကျွန်တော်ရောက်နေပြီးမင်းသမီးနေရာမှာမက်စင်ပေါ့အဲ့လေည8နာရီတရင်လာတော့ကျွန်တော်လည်း TV ပိတ်ပြီးခဏမှိတ်နေလိုက်တယ်။အမေကိုစောင်းရင်ပေါ့ဟဲ့ကြောစွာဘယ်အချိန်ကအိမ်မော်ရောက်နေမှမသိတဲ့အမေအတန်းကြားမှကျွန်တော်လည်းနိုးလာတယ်။အော်မသားပြန်ရောက်ပြီလား။ရောက်ပြီတကားကိုလည်းဂျမ်မထိုးပါမထိုးနဲ့ဒီကောင်လေးတော့အချိန်ကြည့်တော့ည9နာရီကျော်နေပြီ။အိပ်ပျော်သွားလို့ပါမသားရ။ဟိုမှာအိမ်ရှိမှနဲ့တငယ်ချင်းလားမသိဘူးရောက်နေတယ်။ပြိုင်မင်းလေးနဲ့ထွက်တွေ့လိုက်အောင်။ဟာကျွန်တော်လန့်ဖြန့်သွားတယ်။ဘယ်နဲ့အောင်ကောင်းကလည်းအချုပ်ထဲမှာလေ။ဝရန်တာထွက်ကြည့်တော့အိမ်ရှိလန်းမီးမောင်မောင်အောက်မှာဘယ်သူမှမရှိပါဘူးမေယာဟဲ့ခုနငါကြောစွားစီလာလာတာဆိုတော့ခေါင်းအောင်ညှိ့ပြလိုက်သေးကျွန်တော်ရန်တာတကားကိုအမြန်တော့ပေးလိုက်တယ်ဟဲ့ဘာဖြစ်တာလဲကျွန်တော်အိတ်တော့မယ်အခန်းတကားကိုတေချာပိတ်ပြီးကျွန်တော်ဂရင်မော်လှည့်နေလိုက်တယ်ဘာလဲအမေမြင်ခဲ့တာဘာလို့လဲကျွန်တော်တွေးရင်ကြက်သိန်းနေထလာတယ်အောင်နိုင်ထွေးဆိုတဲ့လူကြီးရဲ့ဝိညာဉ်ကကျွန်တော်စီလိုက်လာခဲ့ပြီလားအမေကတော့ထုံးစံအတိုင်းပါဇက်ကပွားစီတွေပြောပြီးအဲ့ရဝင်းသွားစံကြားရပါတယ်မိတွေပိတ်ချလိုက်တော့တိုင်လုံးဟာမောင်မဲတိတ်ဆိတ်နေတယ်ကျွန်တော်လည်းဘာမှဆက်မတွေးပဲအိပ်ပျော်အောင်ဆက်အိပ်ဖို့ကြိုးစားရတာပေါ့ရုတ်တရက်ဆွဆွငယ်ငယ်ဦးလိုက်တဲ့ခွေးဦးတန်နေနဲ့အတူကျွန်တော်နိုးလာတယ်လေချောင်းကလည်း6ကန်နေပြီးရေစားလာတယ်ဖြစ်ချင်တော့အရင်ညတွေဆိုကျွန်တော်အိတ်ခါနေတိုင်းရှေ့ရိုးစင်ကတောက်ရီတစ်ခွက်ခတ်လာပြီးအဲ့ရဘေးစပွဲမှာထားအိမ်နေကြညအကြအိတ်ချင်မှုတို့နဲ့ဝင်လာတော့ရေမခတ်လာမိညတရီနိုးရေစားတဲ့ဒုက္ခကိုတိကြမှာပါပိုးဆိုးတာစိတ်ကဟိုတွေးဒီတွေးဆိုအိတ်မပြောပဲရေကပိုးစားလာရောညဦးပိုင်းကအမေအမြင်မားတာပဲဖြစ်မှာပါဆိုတဲ့အတွင်းနဲ့ကျွန်တော်အိမ်ရှိခန်းကိုထွက်လာလိုက်တယ်ဝရန်ဒါနာရိုးစင်မှာရေတစ်ခွက်ခတ်တောင်နေတော့မှန်နဲ့ကအပြင်ဘက်လမ်းမီအောင်အောက်ရိတ်ခနဲ့အေးတစ်ခုသတိထားမိလိုက်တယ်ထူးထူးခြားခြားခွဲဥတန်နေလဲရက်လို့ပေါ့ကျွန်တော်ရန်တာမှန်ပြတင်းကိုအသာလေးကတ်ကြည့်လိုက်တော့မီးရောင်အောင်မှာအရက်ပုတ်ဖို့ခါကိုင်းကိုင်းနဲ့လူတယောက်ကျွန်တော်တို့အိမ်ဘက်ကိုကြောပေးပြီးထိုင်းနေတယ်ဒီပုံစံကိုကျွန်တော်ရင်းရင်းနှီးနှီးသိနေတယ်ကျွန်တော်တို့ရက်ွက်ထဲကတယောက်ယောက်များလားဒီအချိန်ကြီးအိမ်ရှိမှာဘာလာလောက်တာပါလဲကျွန်တော်တို့အိမ်ရှိမှာလဲအိမ်မရှိပဲဟိန်နူဖျားเจ้าနဲ့ကွင်းမြင်ကြီးတစ်ခုပဲရှိတာမှန်ပြတင်းကနေကျွန်တော်တေချာကြည့်နေတော့မှပဲသူကကျွန်တော်ဘက်ကိုတဖြည်းဖြည်းလှည့်လာတယ်ဟာကျွန်တော်ရေခွက်ကိုပြစ်ချပြီးအခန်းထဲကိုကမန်းကရန်ပြေးဝင်လာလိုက်တယ်ကျွန်တော်ခုနတွေးခဲ့ရတာဆရာလေးကိုမြင်နိုင်ဟိုပြိုင်ပင်းကိုစီးရင်နဲ့ရေမြောင်းနဲ့ပြုတ်ကျသေးသွားခဲ့တဲ့ဆရာလေးကိုမြင်နိုင်ကျွန်တော်မြင်ခဲ့ရတဲ့ကိုမြင်နိုင်မျက်နှာဟာဖြူရောနေပြီးသူ့စပင်းနဲ့နဖူးမှလည်းရှုပ်နေပေးကြံလို့ဟာဘာလဲဘာလို့သူတို့ငါမြင်နေရတာလဲအခုလိုဝတ္ထုကောင်းများစွာကိုအပတ်စဉ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ My Hope Channel ကို Like and Subscribe ပြုလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ